ဖုန်းနဲ့ရိုက်ရင်တော့ကင်မရာနဲ့ရိုက်တယ်လို့မျိုးချစ်ကြည်နောက်ဝါအဖက်မျိုးကလို့ရအောင်ရိုက်မလဲဆိုတာကိုသိရှင်ပါလားသိရှင်နေဆိုရင်စုံတိလိုက်ကြည့်ပေးပါလိဝဲချက်ကတော့ cinematic mode ထူတယ်မဟုတ်ပါဘူးတင်းနဲ့တင်းရဲ့ background ကြားမှာအနည်းဆုံး6ပေလောက်ရှိရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့10ပေလောက်ထားလိုက်ပါတော့ကျွန်တော်ကဒီချစ်ကြည်နောက်ဝါပို့ပြီးတော့ရရှင်လို့ပါအဓိကကတော့ဒီ subject နဲ့လူနဲ့ကအကွာဝေးလေချစ်ကြည်နောက်ဝါပူပြီးဖြစ်လေပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ကတော့10ပေလောက်ထားလိုက်မယ်မိတ်ဆွေတို့ဆိုရင်အနည်းဆုံး6ပေနေ7ပေလောက်ထားလို့ရပါခင်ဗျာချစ်ကြည်နောက်ဝါဖြစ်စေနောက်တစ်ချက်ကတော့ကင်မရာ zoom ဆွဲတာပါဒီကင်မရာ zoom ကိုအနည်းဆုံး2ဆနေ zoom ဆွဲရမှာဖြစ်တယ်ကျွန်တော်ကတော့3ဆလောက် zoom ဆွဲလိုက်မယ်ချစ်ကြည်နောက်ဝါ effect ကိုပို့ပြီးတော့ပြရှင်လို့ပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဆိုရင်အနည်းဆုံး2ဆကနေzoom ဆွဲလို့ရပါပဲဒါဆိုရင်ပေးရတဲ့အလင်းရောင်နဲ့တက်ကတော့လုံးဝရုပ်ရှင်ဆန်သွားပြီးစမ်းရိုက်ကြည့်ဖို့ပဲပြောရှင်ပါတယ်အဲ့ဆိုရင်နောက်ဗီဒီယိုပြန်တွေ့ကြမှာနော် bye bye